လေယာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာလေးရှိလို့ဗျပြောစရာလေးရှိလို့အဲ့ဒါကိုတက်လာတာဒီလိုပါပြောချင်တာဒါကလွန်ခဲ့တဲ့အဲ15ရက်လောက်ကပေါ့ကျွန်တော်အင်ကပူမြို့နယ်လေယာစိုက်ပျိုးရေးဦးစီးဌာနတို့စက်မှုလေယာဦးစီးဌာနတို့ ਨੇ ကျွန်တော်တို့ထွေအုပ်တို့မြို့နယ်အဆင့်ပေါ့ဌာနဆိုင်ရာတွေနဲ့လာရောက်ပြီးတော့ဒီမှာတည်တည်ချာချာကျွန်တော်တို့အခမ်းအနားတွေလုပ်ပြီးတော့ဒါကောက်ဆိုင်ဆက်နဲ့စိုက်ခဲ့တဲ့ကျွန်တော်တို့မြောက်ရီရုံမြင့်တန်ကြားသတင်းတို့မြမတန်ရုံမြင့်တန်ကြားသတင်းတို့တွေမှာပါသူပါခဲ့တဲ့ဒါကောက်ဆိုင်ဆက်နဲ့စိုက်ခဲ့တဲ့လေပေါ့ကျွန်တော်မိတ်ဆွေတယောက်ကလေဒါကောက်ဆိုင်ဆက်နဲ့စိုက်တာကောက်ဆိုင်ဆက်နဲ့စိုက်တယ်လေဒါသူတို့ကကောက်ဆိုင်ဆက်နဲ့စိုက်တဲ့အတွက်ပြိုးကိုဘန်းနဲ့ထောင်ရတယ်ပြိုးသားနုနုပေါ့ပြိုးရက်ပေါင်း25ရက်ပေါ့တလမပြည့်ခင်ပေါ့ဒါစိုက်တယ်ကောက်ဆိုင်ဆက်နဲ့စိုက်တယ်လေဒီဘက်ကတော့ဒါအဲ့ဒီလေသမားရဲ့လေပဲဒီဘက်လေကဒါသူကလူနဲ့စိုက်တာပေါ့လက်တန်းစိုက်တာသူကြတော့သူကပြိုးရင်တယ်ပေါ့တလာသားကြော်လိမ့်မယ်ထင်တယ်ဒီပြိုးကလေဒါပြိုးရင်စိုက်တယ်ဒီဘက်ကကောက်ဆိုင်ဆက်နဲ့ကပြိုးနုစိုက်တယ်စိုက်လဲပြီးရောကျွန်တော်တို့အပင်ဆွဲတဲ့အချိန်ပေါ့တပတ်လောက်ကြာတဲ့အခါမှာရေဒီမိုးမပြတ်ရွာတော့ရေတွေများသွားတယ်လဲထဲမှာရေတွေများသွားတဲ့အခါမှာဒီပြိုးနုစိုက်တဲ့လဲကအခုမြင်တဲ့အတိုင်းပဲကောက်ဆိုင်ဆက်နဲ့ဒါအခမ်းအနားနဲ့စိုက်ခဲ့တဲ့လဲကအခုမြင်တဲ့အတိုင်းပဲအခုလိုဖြစ်တယ်ဒီမှာဆိုဒါခရုတွေပေါ့ဒါရွှေခရုသားပေါက်တွေပေါ့ဒါရွှေခရုတွေစားပြီးတော့အခုလိုဖြစ်သွားတယ်ဆိုတော့လေဆိုတော့ဒီဘက်ကပြိုးရင်စိုက်တဲ့လဲကတော့အေးဆေးပဲဒီမှာဘာမှဖြစ်မြင်တဲ့အတိုင်းပဲအဲ့တော့ပြောချင်တာဗျာဟိုခေတ်မီနည်းပညာနဲ့နေရာတကာမှာကျွန်တော်တို့မြန်မာနိုင်ငံလယ်သမားတွေသုံးနေတဲ့စိုက်ပျိုးရေးနီးစနစ်တွေကခေတ်မမီတော့လို့နီးလန်းတကြမစိုက်ပျိုးကြလို့ကျွန်တော်တို့တွေကျွန်တော်နိုင်ငံကုလိုမျိုးစဘာမထွက်ဘူးအရေးသွေးကောင်းတဲ့စဘာတွေမထွက်ဘူးဘာညာပေါ့ဒါပြောမယ်ဆိုအဲ့လိုမျိုးပဲပြောကြတာပေါ့ဒါတော့ဒီကျွန်တော်တို့လယ်သမားတွေဆိုတာကမီယိုးဖလာလက်ဆင့်ကမ်းလာတဲ့အတွေ့အကြုံအရာကျွန်တော်တို့မှာအတွေ့အကြုံကပေးတဲ့သင်ခန်းစာတွေပေါ့ရှိတယ်အဲ့တော့ဒီဟာကဒါပြိုးသားကြီးကျွန်တော်တို့လယ်သမားတွေကစိုက်လို့ရှိရင်တချို့ဆိုရင်ဒီရေမြုပ်တဲ့လယ်တွေဆိုလို့ရှိရင်ပြိုးတဲ့ရင့်တာတွေပေါ့45ရက်သားတော့2လသားတောင်စိုက်တဲ့ပြိုးတွေရှိတယ်တချို့အောက်ကျင်းတွေဆိုဘယ်လိုလုပ်နှံပြိုးဆိုတာတတ်ရှိတယ်ဗျပြိုးသားတစ်လမှာပြိုးကင်းတွေကနေနှုတ်ပြီးတော့တခြားနေရာမှာရွှေ့စိုက်ပြီးတော့ရွှေ့စိုက်လဲပြီးတော့နောက်အဲ့ဒီရွှေ့စိုက်တဲ့အပင်ဟိုးမှတစ်ခါပြန်နှုတ်ပြီးကမှပြန်စိုက်ကြတဲ့ဟာတွေရှိတယ်ပြိုးအစ်စ်တွေတက်ခါမှစဘာပင်အစ်စ်တွေတက်ခါမှစိုက်ကြတာတွေရှိတယ်ဗျအဲ့ဒါဘာဖြစ်လဲဆိုတော့အပင်ရင်းတော့ပိုးမွှားအန်ဒရခံနိုင်တယ်ရေမြုပ်တာတို့ဘာတို့သဘာဝဘေးရန်တွေရေငတ်တာတို့ရေမြုပ်တာတို့အစရှိတယ်အဲ့ဒါတွေကိုခံနိုင်တယ်ပေါ့အဲ့တော့စိုက်ပျိုးရေးမှာလဲကျွန်တော်ခင်မီနီးစနစ်တွေကိုကြီးပဲမျက်လုံးစုံမိတ်ပြီးတော့ကျွန်တော်တို့လှုပ်လို့မရသလိုမီယိုးဖလာအတွေ့အကြုံကပေးတဲ့ဒီအရင်နီးစနစ်ဟောင်းတွေကိုလည်းကျွန်တော်စွန့်ပစ်လို့မရဘူးနှစ်ခုကိုဘယ်လိုခေါ်မလဲကျွန်တော်တို့သူ့နေရာနဲ့သူပေါ့ပေါင်းဆက်ကျင့်သုံးနိုင်မှသာမီယိုးဖလာစိုက်ပျိုးနည်းတွေရောခင်မီစိုက်ပျိုးနည်းတွေကိုပါအတူတကွပေါင်းဆက်ပြီးကျင့်သုံးနိုင်မှသာလျင်ကျွန်တော်စိုက်ပျိုးဒီလေယာစိုက်ပျိုးခန္ဓာမှာအောင်မြင်မှုရမယ်ဆိုတဲ့ဟာလေးကိုပြောခြင်းလို့ပေါ့ဒါလေးကတော့ဒါလက်တွေ့ပါကျွန်တော်မိတ်ဆွေတယောက်ရဲ့ဒါဒီဘက်ကလည်းသူ့လဲပဲဒီလေကလည်းဒါသူ့လဲပဲဒါလည်းသူ့လဲပဲเนาะအဲ့ဒါလေးပြောခြင်းလို့ဒါကျွန်တော်ရိုက်ပြတာပါခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ